ဒီနေ့ကတော့မိုးလေးလဲအုံရာသီဥတုလဲတာယာနေရနဲ့ပဲစိတ်ပန်းဖြေဖို့မြို့ပြင်ကိုခဏလောက်ထွက်ခဲ့လိုက်တယ်။ခုသွားနေတဲ့နေရာကတော့ချင်းမိုင်မြို့ကနေတနင်္လာကျော်လောက်ပဲမောင်းရတဲ့မဲတန် area ထဲမှာရှိတဲ့မဲငက်တန် Skywalk ဖြစ်ပါတယ်။သူကတော့ဝင်ကြီးလဲပေးကြမလို့လို့ရှူကင်းလဲတော်တော်လှပါတယ်။ထိတ်မှာဆိုလို့ရှိရင်ဖက်နှက်တွေလဲဖို့အတွက်ဖက်နှက်တွေထားပေးထားတယ်။ကတော့မှန်ပြည့်နဲ့လှုပ်ထားတာတော့မဟုတ်ဘူးပေါ့နော်။နေရာတော်တော်များကိုမှန်ခင်းထားပေမဲ့အချို့နေရာတွေကိုတော့ကြမ်းခင်းနဲ့ရောထားပါတယ်။ပြီးလို့ရှိရင်တရားကလည်းတိတ်နေလို့ရှောင်းလန်းကလည်းတိတ်မရှိဘူး။ဒါပေမဲ့ view point နေရာလေးကတော့ရေပြင်ကြီးရောတောင်တန်းတွေရောဆိုတော့ရှူကင်းကတော်တော်လေးလှတယ်။တနားရီလောက်ကောင်းမောင်းပြီးတကူးတကားလာရတာတန်နေဆိုတဲ့ခံစားချက်ရတယ်။ Skywalk ကတော့မနက်9:00နာရီနဲ့ညနေ9:00နာရီထိဖွင့်တယ်။ဒါပေမဲ့စီးကင်းချက်လေးတွေတော့ရှိတယ်။အစားအသောက်တွေယူလာလို့မရဘူး။အိမ်ကြီးတွေဆန်လေးခေါ်လာလို့မရဘူး။ပြေးလို့လည်းမရဘူးလို့ drone လည်းပြန်လို့မရပါဘူး။ကိုရီသွားတဲ့အချိန်မှာတော့အချို့နေရာတွေမှာပြင်နေတာအသစ်ဆောက်တာတွေတွေ့ခဲ့တယ်။အဲဒီတော့ဒီနေရာကမကြခင် tourist attraction spot တစ်ခုဖြစ်လာမယ်လို့ထင်တယ်။လက်ရှိကတော့မှန်တရားတစ်ခုပဲရှိတယ်။ဒါပေမဲ့ water activity တွေပေါ်တဲ့မဲငက်တန်နဲ့ရော Siki waterfall နဲ့ရောနီးရဲဆိုတော့မဲတန်ဘက်ကိုရောက်လို့ရှိရင်အဲ့နေရာကိုသွားလေကြည့်လိုက်ပေါ့နော်။ Bye bye